ခမားတို့အနေနဲ့မြေပြင်ကနေပေပေါင်း2000ကျော်မြင့်နဲ့တန်ချီတက်နေတဲ့ရေဒီယိုတာဝါတိုင်းအိုကြီးတစ်ခုပေါ်မှာပြန်ဆင်းဖို့လှေကားတွေလည်းမရှိတော့ပဲဖုန်းလိုင်းလည်းမရပဲရက်ပေါင်းများစွာပိတ်မိနေမယ်ဆိုရင်ဘာလုပ်ကြမလဲဒီနေ့မှာတော့ကြည့်ရှုသူတွေကိုထိုင်ကုန်ကနေမထားတန်းရင်တမမနဲ့စိတ်လှုပ်ရှားစေမဲ့ false ဆိုတဲ့ကဘာကျော်ရုပ်ရှင်ကားကြီးကိုအကျဉ်းချုပ်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာဇလန်းရဲ့အဓိကဇက်ကောင်ဖြစ်တဲ့ဘက်ကီဟာလွန်ခဲ့တဲ့တစ်နှစ်ကတောင်တက်ရင်းသူမရဲ့ခင်မုန်းဖြစ်သူမတော်တဆပြုတ်ကျတေဆုံးသွားခဲ့တာကြောင့်စိတ်တန်ရာရနေတဲ့မိန်းကလေးတစ်ယောက်ပါသူမရဲ့တငယ်ချင်းဖြစ်တဲ့စွန်စားရတာကြိုက်တဲ့ YouTuber မလေးရှိလို့ဟာဘက်ကီရဲ့စိတ်တန်ရာတွေကိုကူစားပေးဖို့အတွက်အကြံတစ်ခုပေးခဲ့ပါတယ်အဲ့ဒါကတော့တောကန်နာရထဲမှာရှိတဲ့အတုံးမပြူတော့တဲ့ပေ2000မြင့်တဲ့တာဝါတိုင်းအိုကြီးပေါ်ကိုတက်ပြီးတေဆုံးသွားတဲ့ခင်မုန်းဖြစ်သူရဲ့ပြားတွေကိုလေထဲဖြတ်တန်ကျဲဖို့ဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာတန်ချီတက်ပြီးမခိုင်ခန့်တော့တဲ့လှေကားတွေတိုင်းတာဝါတိုင်းထိတ်ဆုံးအထိအသက်ဆုံးပြီးတက်ခဲ့ကြပါတယ်တာဝါတိုင်းထိတ်ကိုရောက်တဲ့အခါဘက်ကီဟာခင်မုန်းဖြစ်သူရဲ့ပြားတွေကိုလေထဲဖြန့်ကျဲနိုင်ခဲ့ပြီးသူတို့ရဲ့အောင်မြင်မှုကိုဗီဒီယိုရိုက်ပြီးအောင်ပွဲခံခဲ့ကြပါတယ်ဒါပေမဲ့သူတို့ပြန်ဆင်းဖို့လုပ်တဲ့အချိန်မှာပဲမမျှော်လင့်ထားတဲ့အန္တရာယ်ကြီးတစ်ခုကြုံခဲ့ရပါတယ်တန်ချီတက်နေတဲ့အရေးပေါ်လှေကားတွေဟာဝုန်းကနဲ့ပြုတ်ကျပျက်စီးသွားပြီးသူတို့နောက်တစ်ယောက်ဟာပေ2000အမြင့်ကပီဇာဘန်းလောက်ပဲရှိတဲ့တာဝါတိုင်းထိတ်ကကွင်းပြင်လေးပေါ်မှာဘာပစ္စည်းမှမပါဘဲပိတ်မိသွားခဲ့ပါတော့တယ်အမြင့်မှာတိုက်ခတ်နေတဲ့လေပြင်းတွေကြားမှာသူတို့စီမှာရေလည်းမရှိအစားအသောက်လည်းမရှိပါဘူးဖုန်းလိုင်းကလည်းအလွန်မြင့်တဲ့နေရာမို့လို့လုံးဝမရပါဘူးသူတို့ဟာဖုန်းကိုအောက်ခြေထိရောက်အောင်ဖက်နှက်ထဲထည့်ပြီးပစ်ချခဲ့ပေမဲ့လည်းအောက်ရောက်တဲ့အခါဖုန်းကပျက်စီးသွားလို့အကူအညီတောင်းလို့မရခဲ့ပါဘူးညဘက်ရောက်တဲ့အခါတောရိုင်းလင်းနာတွေရဲ့တိုက်ခိုက်ခြင်းကိုပါခံခဲ့ရပါတယ်နောက်ဆုံးမှာတော့သူတို့တည်လာတဲ့ drone လေးကိုတုံးပြီးအဝေးကဟိုတယ်စီကိုစာရေးပြီးပို့ဖို့စူးစမ်းခဲ့ကြပါတယ်ဒါပေမဲ့ drone ကလည်း battery ကုန်ခါနီးဖြစ်နေလို့တာဝါတိုင်းထိတ်ကမီတီကနေလျှက်စစ်တအားအသက်ဆုံးပြီးပြန်သွင်းခဲ့ရပါတယ် drone ကိုစာနဲ့အတူလွှတ်လိုက်နိုင်ပေမဲ့လန်ခီမှာကားတစ်စီးနဲ့တိုက်မိပြီး drone ပါပျက်စီးသွားခဲ့ပြန်ပါတယ်ဒီကြားထဲမှာတငယ်ချင်းဖြစ်သူရှိလိုဟာကျိုးနဲ့ဆင်းပြီးပစ္စည်းလမ်းယူရင်းမတော်တဆဖြစ်ပြီးအသက်ဆုံးရှုံးသွားခဲ့ရပါတယ်ဘက်ကီဟာအလောင်းပဲကျန်တော့တဲ့တငယ်ချင်းရဲ့ရုပ်အလောင်းတွေကိုသူမရဲ့ဖုန်းကိုထည့်ပြီးအောက်ခြေကိုပစ်ချခဲ့ပါတယ်ကံကောင်းထောက်မှစွာနဲ့ပဲအောက်ခြေရောက်တဲ့အခါဖုန်းလိုက်မိသွားပြီး message ရပို့နိုင်ခဲ့တာကြောင့်ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာပြီးဘက်ကီတယောက်ထဲသာအသက်ရှင်လွတ်မြောက်သွားခဲ့ပါတော့တယ်ဒီစကားဟာလူတွေရဲ့အမြင့်ကြောက်စိတ်ကိုအကောင်းဆုံးပုံဖော်ထားနိုင်တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်တငယ်ချင်းတို့ကဒီလိုတာဝါတိုင်ပေါ်မှာပိတ်မိရင်ဘယ်လိုလွတ်မြောက်အောင်ကြိုးစားမလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးခဲ့ကြဦးနော်